အလွန်ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပေါ်နေပါတယ်။စမ်းကြဲတဲ့ထင်အောင်ထင်မှားဖြစ်မှုတွေကြားမှာ Melius နဲ့ Diana တို့ကတယောက်နဲ့တယောက်ရန်သူ Holy Knight တွေအဖြစ်မြင်အောင်ပြီးအကျိတ်နဲ့တိုက်ခိုက်နေကြပါတယ်။ Melius ကသူ့ရှိရရန်သူကသိငယ်ပေမဲ့အရန်ကိုတန်မာလုံးနဲ့လို့တွေးနေသလို Diana ကလည်းသူ့ရှိကရန်သူကအရန်ကိုလင့်မြဲလုံးနဲ့ Holy Knight ကြီးပဲလို့ထင်မှတ်နေပါတယ်။တကယ်တော့သူတို့နှစ်ဦးကတယောက်နဲ့တယောက်အပြန်အလှန်တိုက်ခိုက်နေကြတာကိုမသိချပါဘူး။ဒီချိန်တွေကိုဘေးကကြည့်နေရတဲ့ Elizabeth ကတော့ထိတ်လန့်နေကြတဲ့သူတို့နှစ်ယောက်ကိုရက်တက်မှုစူးစမ်းအော်ဟစ်နေပါတယ်။သူမရက်လိုက်ဖို့အော်ပြောလိုက်တဲ့အခါ Melius နဲ့ Diana တို့နှစ်ယောက်စလုံးအော်တင်သွားကြပါတယ်။သူတို့နှစ်ယောက်စလုံး Elizabeth အော်တင်ကြောင့်ပုံမှန်ပြန်ဖြစ်သွားပါတယ်။ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေမှာပဲရုတ်တရက်ဆိုလို့ထူးဆန်းတဲ့ခေါင်းလောင်းစင်တစ်ခုထွက်ပေါ်လာပြီး Melius နဲ့ Diana တို့ပြန်လည်တိုက်ခိုက်ကြပါတော့တယ်။အဲ့ဒီချိန်မှာသိုးရင်းကောင်လေးတယောက်ကကြောက်လန့်နေကြတဲ့ Elizabeth စီကိုပြေးလာပါတယ်။ Holy Knight Freezer ကဘိုးကောင်နေနဲ့တိုက်ခိုက်တဲ့အတွက်ကလေးကအော်ဟစ်နေပါတယ်။ Elizabeth ကကြောက်ရွံ့နေတဲ့ကလေးငယ်ကိုဖန်ထားပြီးသူမကာကွယ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။သူမတည်ဆုံးသွားရင်တော့မှဒီကလေးကိုအသက်ပေးပြီးကာကွယ်သွားမယ်လို့ရေရဲဝံ့ပြောဆိုလိုက်ပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးသိုးရင်းကောင်လေးကသဘောကျသလိုနဲ့ရေမောလိုက်ပါတယ်။တကယ်တော့ဒီကောင်လေးကတာမန်ကလေးမဟုတ်ပဲ We Are Fans ဖွဲ့ဝင် Ruin ဆိုသူကရုပ်ပြတ်ထားတာဖြစ်ပါတယ်။ Ruin ကသူ့ရဲ့ပုံမှန်ရုပ်တင်ကိုပြန်ပြောင်းလိုက်ပြီး Elizabeth ရဲ့တက်တီကိုလောင်ပြောင်လိုက်ပါတယ်။နောက်ပြီး Elizabeth ကိုတိုက်ခိုက်လိုက်ပါတယ်။သူမက Melius ကိုပေးထားတဲ့ကတိအတိုင်းသူမတယောက်တည်းကြံခဲ့ရင်တော့တိုင်းပြည်နဲ့လူထုကိုကွာကွယ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုပြသခဲ့ပါတယ်။ Ruin က Elizabeth ကိုရက်ဆက်စွာထိုးနှက်လိုက်တဲ့အတွက်သူမလွတ်ဆွင်သွားပြီးသူ့ရဲ့နဲ့ဒီဒဏ်ရာကျသွားခဲ့ပါတယ်။ဒါပေမဲ့ Elizabeth ကအရှုံးမပေးခဲ့ပါဘူး။သူမလွတ်ဆွင်သွားတဲ့အချိန်က Ruin ရဲ့လက်နက်မှာတက်ဆင်ထားတဲ့ခေါင်းလောင်းလေးကိုပါဆွဲယူသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီခေါင်းလောင်းလေးက Melius နဲ့ Diana တို့ကိုထင်ရောက်တယ်မှဖြစ်စေတဲ့မော်ပညာရဲ့အဓိကတော့ချက်ဖြစ်တယ်ဆိုတာကို Elizabeth ကရိပ်မိခဲ့လို့ပါပဲ။ခေါင်းလောင်းလေးပြုတ်တက်သွားတဲ့တပြိုင်နက် Melius နဲ့ Diana တို့ပေါ်လွှမ်းမိုးထားတဲ့မော်အတက်တွေပျောက်ပြဲသွားပါတော့တယ်။ Melius ကသူ့ရဲ့အတန်တွေနဲ့လဲကျနေတဲ့ Elizabeth ကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့မျက်လုံးထဲမှာဒေါသတွေပြည့်နှက်သွားပါတယ်။ Ruin ကတော့သူ့ရဲ့ခန္ဓာကိုယ်ကတန်မဏိထက်ပိုမာကြောတယ်ဘယ်လိုတိုက်ခိုက်မှုမျိုးကမှသူ့ကိုမထိခိုက်နိုင်ဘူးဆိုပြီးကြောက်ဝနေပါတယ်။ဒါပေမဲ့ Melius ကတော့စကားတစ်ခုမှမပြောဘဲ Ruin ရဲ့ဝမ်းပိုက်ကိုလက်သီးတစ်ချက်တည်းနဲ့ထိုးနှက်လိုက်ပါတော့တယ်။ Ruin ရဲ့တန်မဏိတန်ချက်ကရောသူ့ရဲ့မာကြောတဲ့ခန္ဓာကိုယ်ပါ Melius ရဲ့အားပြင်းတဲ့လက်သီးချက်ကြောင့်ကြေမောသွားခဲ့ပါတယ်။ Melius ကတော့သူ့အတွက်အရေးပါတဲ့လူတစ်ယောက်ကိုနာကျင်စေခဲ့တဲ့အတွက်နောက်ထပ်လက်သီးတစ်လုံးထပ်ပစ်ကျွေးလိုက်ပြီးအမောက်သိမ့်လိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲဘတ်အချင်းတောင်ထဲမှာတော့ဘန်ကဂျုကိုအလွယ်တကူအနိုင်ယူလိုက်ပါတယ်။ဘန်ကလွန်ခဲ့တဲ့9နှစ်တုန်းကနာကျင်မှုကိုခံစားကြလို့အဖမ်းခဲ့တာဖြစ်ပြီးအခုတော့ဒီနာကျင်မှုတွေကသူ့အတွက်ပြင်းပြကောင်းနေပြီလို့ပြောပါတယ်။သူ့ရဲ့ခေါင်းဆောင် Melius အသက်ရှင်နေရဆိုတာသိလိုက်ရတဲ့အတွက်ပြောစရာကောင်းတဲ့အရာတွေဖြစ်လာတော့မယ်လို့ဘန်ကယုံကြည်နေပါတယ်။ဒါကြောင့်ဒီထောင်ထဲမှာဆက်နေစရာအကြောင်းမရှိတော့ဘူးဆိုပြီးထွက်ခွာဖို့ပြင်လိုက်ပါတယ်။ဂျုကဘန်ကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ဘန်ရဲ့စွမ်းအောင်ကိုဘယ်လိုမှမရှင်းနိုင်ခဲ့ပါဘူး။မျိုးထဲမှာတော့ဒန်ယာတွေနဲ့ Elizabeth ကဒန်ယာနယ်ကိုဘတ်အချင်းတောင်စီခေါ်သွားပေးဖို့တောင်းပန်နေပါတယ်။ဟော့က Elizabeth ရဲ့ဒန်ယာတွေနဲ့လိုက်သွားလို့အဆင်မပြေဘူးလို့ပြောပေမဲ့ Elizabeth ကတော့သူမရဲ့ကတိအတိုင်းဆက်လက်တိုက်ပွဲဝင်ကျင်တယ်လို့ပြောပါတယ်။ဒန်ယာနယ်က Elizabeth ရဲ့စိတ်သက်ခိုင်မာမှုကိုသဘောကျသွားပြီးသူမကိုကြောဖို့အိတ်ထဲထည့်ပြီးခေါ်သွားဖို့သဘောတူလိုက်ပါတယ်။ဒီလိုနဲ့ Melius တို့အဖွဲ့ကဘတ်အချင်းတောင်ကိုရောက်ရှိလာကြပါတယ်။ဘန်နဲ့ဒေါက်တာဒါနရဲ့သမီးလေးရှိတဲ့နေရာကိုရှာဖွေဖို့ထောင်ထဲကိုဝင်လာကြပါတယ်။ထောင်ထဲမှာတော့ဂိုကြီးစကထောင်တစ်ခုလုံးထာဝရပိတ်လောင်ထားနိုင်တဲ့အစွမ်းထက်တဲ့မော်အတားစီးတစ်ခုကိုအသုံးပြုပြီးသူတို့ကိုပိတ်မိအောင်လုပ်လိုက်ပါတယ်။ဒီတားစီးကနဂါးဆဲကောင်ရဲ့အားနဲ့တိုက်ခိုက်ရင်တော့မပြည့်စည်နိုင်ဘူးလို့ဂိုကြီးစကယုံကြည်ထားပါတယ်။ထောင်ထဲမှာဒေါက်တာဒါနရဲ့သမီးဆန်းနဲ့ဖန်စီခံရတာကိုတွေးလိုက်ပြီးကယ်တင်လိုက်ကဒန်ယာနဲ့အိတ်ထဲထည့်လိုက်ပါတယ်။အဲ့ဒီချိန်မှာ Melius နဲ့ဘန်တို့ကပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်ဝမ်းသာအားရနှုတ်ဆက်ကြရင်သူတို့ရဲ့ထုံးစံအတိုင်းအပျော်သဘောလက်ချင်းရိုက်ပြီးနှုတ်ဆက်နေကြပါတယ်။ဆရာသမားနှစ်ယောက်ကထောင်ထဲမှာတော့လက်မောင်းလဲနေပြန်ပါတယ်။ဘယ်တော့ပြင်းထန်သွားလဲဆိုရင်ဂိုကြီးရဲ့စိတ်ဖြည့်ဆည်းလို့မရနိုင်ပါဘူးဆိုရင်အမော်တားစီးကြီးကတစားစီကျွေးမောက်သွားပါတော့တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဂိုကြီးကတော့ကြောက်လန့်တကြားနဲ့ထွက်ပြေးသွားပါတော့တယ်။အချင်းတော်ကနေလွတ်မြောက်လာပြီးနောက်သူတို့အားလုံးဒန်မာလီမြို့ကိုပြန်ရောက်လာကြပါတယ်။ဒေါက်တာဒါနာကသူ့ရဲ့သမီးလေးဆန်းနဲ့ပြန်လဲဆုံတွေ့ရလို့ဝမ်းသာမျက်ရည်ကျနေပါတယ်။ Melius တို့ဘွဲကတော့အောင်ပွဲခံတဲ့အနေနဲ့ညစာစားပွဲကျင်းပနေကြပြီး Elizabeth ကဒန်ယာရီနဲ့မလို့အေးရထဲမှာလဲနေရပေမဲ့အားလုံးနဲ့တူရှိနေရတဲ့အတွက်ပျော်ရွှင်နေပါတယ်။ကျန်တဲ့သူတွေအားလုံးကလည်းတောက်ကင်းမြင်းကြောင်းအထနေကြပါတော့တယ်။ညစာစားပြီးတဲ့အခါမှာတော့ကောင်းကင်ကြီးကိုမော့ကြည့်နေကြရင်ကောင်းကင်မှာကျယ်ရီကျွောကိုတွေ့လိုက်ရတဲ့အတွက်ကျယ်ရီကျွေတာကိုမြင်ရတဲ့သူတွေအားလုံးကလည်းခင်ဗျားတို့လိုပဲသူမနဲ့တူလေထဲကတိုက်ရင်အတူတူဆောက်ဖို့ဆူတောင်းလိုက်ကြပါတယ်။တကယ်တော့ဒါကဗြိတိန်နိုင်ငံရဲ့ရှေးရောက်ကြပြတပုတ်တွေကနမိတ်တစ်ခုပါ။ကျယ်ရီကလဝါကတိုင်ပုံတန်နဲ့ကောင်းကင်ကိုဖျက်ဆီးသွားတဲ့အခါအလင်းနဲ့မောင်တို့ကြားကတန်ရှင်းသောစစ်ပွဲကြီးစတင်တော့မဲ့နမိတ်ပဲဖြစ်တယ်လို့ဆိုထားပါတယ်။ဘန်က Melius နဲ့ဒန်ယာတို့စီပြန်ရောက်လာပြီးဖြစ်ပေမဲ့သူတို့အားလုံးကရှေ့ဆက်ကြုံတွေ့ရမယ့်ကြီးမားတဲ့အပြောင်းအလဲတွေအတွက်အသင့်ပြင်ထားရတော့မှာဖြစ်ပါတယ်။ဇလန်အဆုံးသတ်မှာတော့လေထဲမှာပြန်ဝဲနေတဲ့ကင်းလွန်ခေါ်တဲ့နောက်တဲ့ကောင်လေးတစ်ယောက်ကိုပြတိုင်း The 7th Legion Episode 5ကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်